ပုံမှန်ဆိုရင်ကျွန်တော်ကောက်မှာအဲဒါပါတဲ့လုံးလေးတင်ရောင်းလေးမရှိပေမဲ့ဒီလုံးလေးကတော့တကယ်တန်လို့တင်ရောင်းပေမဲ့ဒီကောင်ကတော့ပေါက်စီ340ကျော်တန်ပေမဲ့ဒီကောင်ခုရောင်းချပေမဲ့ဈေးက18သိန်း5000ပဲဗျဘာလို့လဲဆိုရင်ပြပြပေးမယ်ဘာလို့ဈေးတန်တာလဲဆိုတာကိုလည်းပြပြပေးမယ်ဒီကောင်အနေနဲ့က run 256k version ဖြစ်ပြီးတော့ battery health အနေနဲ့ကလည်း 97% လောက်ထိကျန်ပါတယ်ပူပစ္စည်းအစုံလင်ပါဝင်ပါတယ် original cover original Arduino ချိုးအစုံလင်ပါဝင်တဲ့ Xiaomi ရဲ့နောက်ဆုံးထွက်ဖြစ်တဲ့ကပအပါလာဆုံးဖုန်းတစ်လုံးလည်းဖြစ်တဲ့ Xiaomi Mi Mate 4လေးပဲဖြစ်ပါတယ်ဒီကောင်ကြီးကတော်တော်ကြီးကိုပါတယ်ဗျဒီကောင်ကဘာလို့ဈေးတက်လေးနဲ့ရောင်းပေးရလဲဆိုရင်ဒီကောင်ကို340ကျော်တန်တဲ့portable phone လုံးကို18သိန်း5000ဆိုတဲ့ဈေးလေးနဲ့ရောင်းပေးရဲ့အကြောင်းရင်းဟာဒီကောင်ရဲ့ M4 လောက်ထားတဲ့အချိန်မှာ display မှာမဲဆက်လေးပါလို့ဗျဒီတခြား error လုံးဝမရှိပါဘူးဒီ M4 လောက်ထားတဲ့အချိန်မှာပဲအမဲဆက်လေးတစ်စက်ပါလို့ဈေးတန်တာပဲဖြစ်ပါတယ်တခြား error လုံးဝမရှိပါဘူး4လောက်ထားတဲ့အချိန်မှာလုံးဝကောင်းပါတယ်ဒီကောင်လေးကိုစိတ်ဝင်စားရင် CB မှာလာရောက်ဆက်သွယ်မိနိုင်ပါတယ်